2013 ခုနှစ်ဖေဖော်ဝါရီလ21ရက်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရတနာယာမကျောင်းတိုင်းမှာဟောကြားတဲ့အလုပ်ပေးတရားတော်တရားနာရင်နဲ့တရားထိုင်ပြီပါချောင်းနဲ့လက်ကအဆင်ပြေလိုပဲထားပါခေါင်းမမတ်ထားပါလျှော်ရီကိုလျှော်တာပါစိတ်ကိုလျှော်တာပါမျက်စိကိုဒါလေးမိတ်ထားပါတရားထုတ်မှမဟုတ်ဘူးဘာပဲလုပ်လို့စိတ်ကိုတင်းမထားပဲအကြောတွေကိုတင်းမထားပဲပြုလုပ်တတ်ဖို့ကြိုးစားပါမယ်ဒီစုပ်ကိုင်နဲ့တဘောမပအောင်ဂရုစိုက်ရမယ်ငါဥစ္စာဆိုတဲ့စုပ်ကိုင်တတ်တဲ့တဘောတွေနဲ့လောက်တာတော့လုံနေကြပါပဲတခုခုပဲငါဥစ္စာပဲတယောက်ယောက်ပဲငါပဲဆိုတဲ့တဘောထားတွေကိုမပအောင်ကြိုးစားရမယ်တခုတယောက်ဆိုတဲ့အထင်မှားတွေကင်းစင်အောင်လို့ကြိုးစားပါမယ်ဘဝဆိုတာကကံကြိုးပေးတွေဆိုတာအသုံးချဖို့တော့ဟုတ်ပါတယ်ငါဥစ္စာဖြစ်ငါဘဝဖြစ်နဲ့ငါဖြစ်နဲ့သူများဖြစ်နဲ့အပိုင်စီးရမှာတိမ့်ပတ်ရမှာတော့မဟုတ်ပါဘူးဘောဓာမှန်မှုလိုအပ်ပါတယ်ကိုယ်သုံးပြုနေတဲ့ကိုဘဝသူများဘဝဆိုတဲ့ယောက်ျားမိန်းမဆိုတဲ့လူကောင်းလူမမာဆိုတဲ့ကံအကျိုးပေးတွေနဲ့ပတ်သက်ပြီးတော့မှငါဥစ္စာဆိုတဲ့သဘောထားတွေပေါ့သူများပဲဆိုတဲ့သဘောထားတွေကိုကြိုးစားပြီးတော့မှဆွန့်လွတ်ရမယ်ငါဆိုတဲ့သဘောထားမပါစေဘူးပေါ့ဘာလုပ်နေတယ်ဆိုတဲ့သဘောထားတွေကိုကြိုးစားပြီးဆွန့်လွတ်ရမယ်လုပ်တော့လုပ်ပါနဲ့ဒီလုပ်နေတဲ့အလုပ်ကိုမဆုပ်ကိုင်မှုပါပဲစိတ်ကိုသုံးတယ်အကြောတွေကိုသုံးတယ်ကိုယ်ပါနေတယ်လို့မျိုးစုပ်ကိုင်ပြီးတော့မှမသုံးပဲသုံးယုံတက်တက်သုံးတတ်စေဖို့ကြိုးစားပါမယ်စိတ်ကိုလျှော့ထားမယ်ဆိုတဲ့တတိပေါ့အကြောတွေကိုလျှော့ထားမယ်ဆိုတဲ့တတိကိုအမြဲတမ်းရှိနေဖို့ကြိုးစားမယ်တတိလက်သွားတာနဲ့ဒါစိတ်ကတင်းပြီးတာပါပဲအကြောတွေကိုလည်းဒါအောက်စာဖြစ်နေသိမ့်ပိုက်ပြီးတာဖြစ်နေလိမ့်မယ်ဘာပဲလှုပ်လှုပ်ဒီအာယုန်တွေဓွာရတွေကိုကံကြိုးပေးကိုပေါ့ဘဝကိုသုံးရတာပါပဲဒီလိုသုံးတဲ့နေရာမှာငါဥစ္စာဆိုတဲ့သဘောထားမပါစေဖို့ကြိုးစားပါမယ်
ဘဝသူများဘဝဆိုတဲ့ငါပိုင်သူပိုင်ဆိုတဲ့သဘောထားတွေပေါ့ယောက်ျားမိန်းမဆိုတဲ့သဘောတွေလူပဲတိရစ္ဆာန်ပဲဆိုတဲ့သဘောတွေကိုယ့်အပေါ်မှာရောသူများအပေါ်မှာရောထားနေတဲ့သဘောထားတွေကိုကြိုးစားပြီးဆွလို့ရမယ်ပုထုဇဉ်ပဲအရိယာပဲဆိုတဲ့သဘောထားတွေမပါဝင်စေဖို့ပေါ့ဒီသဘောထားတွေကအစွဲတွေပါပဲအစွဲဆိုတာစိတ်ရဲ့အညစ်အကြေးတွေပါပဲအညစ်အကြေးဆိုတာဒီတိုင်းထားမှာမဟုတ်ဘဲနဲ့ဆွန့်လွတ်စရာဖြစ်တာသုံးရမယ်ဒါကိုယ့်ရဲ့အကျင့်တွေကိုဆွန့်လွတ်ရမယ်ပိုင်ခြင်းနဲ့ဆိုင်ခြင်းနဲ့အတိယူခြင်းနဲ့သိမ့်ပိုက်ခြင်းနဲ့ဒီဘောဓာတွေကဘာပဲလုပ်လို့ပါနေလို့ဒါနသီလဘာဝနာအလုပ်တွေပြုလုပ်ရင်းနဲ့ဒီကိလေသာရဲ့သဘောထားတွေကိုဆွန့်လွတ်ရမယ်ဟိုကလောဘဒေါသမောဟဆိုရင်ကိုနားလေတဲ့ကြီးမားတဲ့လူချင်းမှုမျိုးမှကြီးမားတဲ့ဒေါသမျိုးမှဘာမှနားမလဲတာအောင်မှလောဘဒေါသမောဟလို့ထင်နေတာပေါ့တကယ်ကိလေသာရဲ့သဘောထားကြတော့ငါစိတ်ငါဘဝဆိုတဲ့ယောက်ျားမိန်းမဆိုတဲ့ပုထုဇဉ်ပဲဆိုတဲ့ကိုယ်သုံးနေတဲ့သဘောတွေအစဒါကိလေသာရဲ့သဘောတွေပါပဲကိလေသာကင်းစင်အောင်ကြိုးစားတဲ့နေရာမှာဒီလိုကြိုးစားတဲ့ဘက်မှာပါဝင်နေတဲ့ကိလေသာရဲ့သဘောတွေကိုပါကင်းစင်အောင်ကြိုးစားရမယ်ကိုယ်သဘောပါနေတယ်ဆိုရင်တော့ငါလောက်တာဘာလောက်တာဘာဖြစ်တာဆိုတဲ့ဘဒုဘဲဝါဆိုတဲ့သဘောထားတွေနဲ့ပြုလုပ်တာပါပဲတခုတယောက်ဆိုတဲ့သဘောတွေကပါနေပါတယ်ကိုလှုပ်ချင်လို့လုပ်မယ်ဒါကြိုက်တဲ့တရားနာမယ်ကြိုက်တယ်လို့ကျင့်မယ်ကြိုက်တယ်လို့နေမယ်ကြိုက်တဲ့နေရာမှာအားထုတ်မယ်ဒီလိုသဘောတရားတွေကကိုယ့်ရဲ့သဘောကိလေသာရဲ့သဘောတွေပါနေပါတယ်ကိုယ်အသုံးပြုနေတဲ့သဘောတွေကိုဆွန့်လွတ်စရာအဖြစ်နဲ့သုံးရပါမယ်စိတ်ကိုလျှော့ထားရမယ်ကြောတွေကိုလျှော့ထားရပါမယ်မျက်စိကိုตาလေးမိတ်ထားပါမယ်တခုခုအနေနဲ့သုံးတာမျိုးမဖြစ်စေဘူးပေါ့မျက်စိကိုမိတ်တော့ထားတယ်အတင်းကြပ်ကြီးငါမျက်စိဆိုပြီးမမြင်ချင်ဘူးဆိုပြီးတော့မှမိတ်ထားမှမျိုးမဟုတ်ဘူးပေါ့မျက်စိမိတ်ထားတယ်လို့နားကိုပိတ်ထားတယ်လို့မကြားချင်ဘူးဆိုပြီးကိုယ်ပိုင်ဘဝဆိုတဲ့အထင်မှားကြီးနဲ့ပေါ့ငါဆိုတဲ့ထင်မှားကြီးနဲ့ပြုလုပ်နေတဲ့အကျင့်တွေကိုဆွန့်လွတ်ရမယ်
ဒါကံအကျိုးပေးတွေကိုကိုစီကိုငါသုံးနေတာပါပဲဘဝဆိုတာကိုသုံးနေတာလဲဘဝပဲသူများသုံးနေတာလဲဘဝပဲတိရစ္ဆာန်တွေသုံးနေတာလဲဘဝပဲဘာလူမျိုးတွေပဲဖြစ်ဖြစ်ဘဝကိုသုံးနေတာပဲဘာဘာသာဝင်တွေပဲဖြစ်ဖြစ်ဘဝကိုသုံးနေတာပဲကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်လူကောင်းပဲဖြစ်ဖြစ်လူမမာပဲဖြစ်ဖြစ်ပေါ့ဘဝကိုတော့သုံးနေတာပဲကံအကျိုးပေးတွေကိုသုံးနေတာပဲဒီလိုသုံးတဲ့နေရာမှာငါဥစ္စာဆိုတဲ့သဘောထားတွေနဲ့သုံးနေတာချင်းလည်းအတူတူပါပဲအဲ့ဒါကိလေသာရဲ့သဘောတွေပါပဲတရားအလုပ်ကအဲ့ဒီသဘောတွေကိုစန့်ကျင်ရမယ်ကိုလုပ်တဲ့အလုပ်ကိုပေါ့ကိုယ့်ရဲ့အလေးအကျင့်ကိုကိုပြန်ပြီးတော့မှစန့်ကျင်ရမယ်ဘယ်လိုမှညာလိုမှဆိုတဲ့သဘောထားတွေပေါ့ဘယ်သူမှဘယ်ဝါမှဆိုတဲ့သဘောထားတွေပေါ့ဘယ်နေရာမှဆိုတဲ့သဘောထားတွေဘယ်ချိန်မှဆိုတဲ့သဘောထားတွေလွန်ဆန္ဒတွေကိုအသုံးပြုနေမှုစားပေါ့လွန်ဆန္ဒတွေကိုဆွန့်လွတ်ရမယ်ကိုယ်တဘောမပါစေဖို့ကြိုးစားရမယ်လွန်ဆန္ဒပါပဲတရားထုတ်ဆိုရင်ဒါကိုလုံနေကြအတိုင်းပဲလှုပ်ချင်နေမယ်ပေါ့တရားနာဆိုလဲကိုနားထောင်ခြင်းတဲ့တရားပဲထောင်နေကြတရားပဲနားထောင်ခြင်းပဲအားထုတ်ဆိုလဲလုံနေကြအတိုင်းပဲလှုပ်ချင်နေမယ်ဒါတွေကကိုယ့်ရဲ့သဘောပါပဲကိုယ့်သဘောပါနေတာကိုယ့်သဘောမပါမဖြစ်ပေါ့အသုံးပြုနေတဲ့အမှားကိုပြုပြင်ရမယ်ကံကြိုးပေးတွေကပယ်ရမှာလည်းမဟုတ်ဘူးညစ်တွယ်နေရမှာလည်းမဟုတ်ဘူးကိုလူပဲဆိုပြီးယောက်ျားပဲမိန်းမပဲကလေးပဲလူကြီးပဲလူကောင်းပဲလူမမာပဲဘာလူမျိုးပဲဘာဘာသာပဲဆိုပြီးတော့မှညစ်တွယ်နေရမှာမဟုတ်ပါဘူးသူများအပေါ်မှာလည်းညစ်တွယ်နေရမှာမဟုတ်ပါဘူးတွေ့ကြုံမှုတသက်ပဲအသုံးချဖို့တသက်ပဲတရားလုပ်ကိုလည်းဒါလှုပ်ချင်တယ်မလှုပ်ချင်ဘူးဆိုပြီးညစ်တွယ်နေရမှာမဟုတ်ပါဘူးလှုပ်ဖို့အခွင့်အရေးရနေတော့လေဒါလှုပ်ဖို့ပဲရှိတာပဲဘာမှလှုပ်ချင်နေရမှာလည်းမဟုတ်ဘူးမလှုပ်ချင်မကင်ချင်ဖြစ်နေရမှာလည်းမဟုတ်ဘူးပေါ့စားကြရှိစားတယ်ကိစ္စမရှိဘူးပေါ့စားတဲ့လို့ကိုဒါတက်မဲ့နေရမှာမဟုတ်ဘူးမစားခြင်းဘူးဆိုပြီးမတက်မဲ့မကြေမနက်ဖြစ်နေရမှာလည်းမဟုတ်ဘူးသွားရဲလာရဲဆိုတာလဲဒါအခြေအနေပြီးတော့လဲသွားလိုက်ရုံပဲပေါ့ဒီသွားတဲ့အလုပ်ကိုသွားခြင်းနဲ့မသွားခြင်းဘူးဒီလိုမျိုးတက်မဲ့နေရမှာမဟုတ်ကိုယ့်ဘဝလေးကိုလည်းကိုယ်သဘောကျတယ်သဘောမကျဘူးဒါတက်မဲ့တာဘဝဆိုတာသုံးစရာပဲသဘောကျစရာလည်းမဟုတ်သဘောမကျစရာလည်းမဟုတ်ဘူးကိုယ်သဘောပါနေတယ်ဆိုတာကြတော့ကြိုက်တာတွေမကြိုက်တာတွေပါနေတယ်ပေါ့တကယ်ဟုတ်တယ်ဆိုတဲ့အထင်မှားတွေပါနေတယ်တစ်ခုခုတယောက်ယောက်ဆိုတဲ့အထင်မှားတွေပေါ့လူတွေအများကြီးတည်းကလူတယောက်ဆိုတဲ့အထင်မှားပေါ့
ဥစ္စာပစ္စည်းတွေအများကြီးတွေကဥစ္စာပစ္စည်းတစ်ခုခုပဲဆိုတဲ့ထင်မှာငါးပိုင်းသူပိုင်းဆိုတဲ့ထင်မှာတွေပိုင်ဆိုင်မှုဆိုတာသုံးချစရာပဲကိုယ့်အတွက်မှမဟုတ်ဘူးလိုအပ်တယ်လို့သုံးနိုင်ဖို့ကြိုးစားမှာကိုယ်တဘောပါနေတယ်ဆိုတာကြတော့ကိုယ့်အတွက်ပဲသုံးမယ်ပေါ့လူချင်းတူတူကိုယ်ဆိုတဲ့လူတယောက်ကိုအဓိကထားမယ်အဲ့ဒီကိုယ့်ရဲ့တဘောထားတွေကိုဆွန့်လွတ်ရမယ်ဒါတကယ်လုပ်ရမယ့်အလုပ်ပေါ့ကိုကလုပ်နေတယ်ဆိုရင်တော့ဘာမှပြောနေစရာမလိုဘူးပေါ့ပညာသင်နေတယ်ဆိုရင်ပညာသင်ပါလို့ပြောနေစရာမလိုဘူးအခုလည်းဒါတရားထုတ်ပေမဲ့ကိုယ်တဘောကိုဆွန့်လွတ်ကောင်းမှမသိဘူးအဲ့ဒါကြောင့်လဲလောကီလုပ်တွေလုပ်တယ်လို့မျိုးပဲတရားထုတ်တော့လဲကိုယ်တဘောကပါနေတာပဲ